ငါတို့ဗမာပြည်တွင်ဘာတော်စံချိန်ချင်းအရွယ်မရောက်ခင်မတိန်ချင်းမလိုက်ခင်ပြောရင်းချင်သိမ်းထားတယ်ငါတို့ဗမာတွေရဲ့စိတ်ကြီးဝင်နေတဲ့ဟာလန်းကိုပေးမပွင့်တော့ရင်မရိမှုလွန်ကျူးကြတယ်ကိုနာဘူးတွေကအထိန်ကိုမဲ့ဖြစ်လာတယ်ကြောက်လန့်တာသိမရှိတယ်မရိမှုတွေတိုးပွားတယ်လုံညိုရေးပိုင်းစိတ်ချရအောင်ကြံစီတယ်တန်စကားနဲ့ကာယမဲတော့ကလို့သိနာထားကြကိုယ်မာကုန်ဝင်ချတဲ့ရဲ့နာမကြောက်ပါနဲ့မိတ်ကလေးရဲ့တန်စကားကိုတော့ခတ်ထားရင်အမြဲတမ်းပဲလုံခြုံနေမာကုန်ဝင်ကလာလေးဝေလာဒီမိုနဲ့မိတ်ကလေးရဲ့တန်စကားမှာတော့ခတ်ထားရင်အမြဲတမ်းပဲလုံခြုံနေစိတ်ကြီးဝင်မသွားနဲ့တော်လေးကိုမပြုံးနဲ့မာကုန်ဝင်ရဲ့ဆောဆာကိုတော့ဒီမပေါ်နဲ့တော့ကိုလဲလဲပြရမယ်အထာမသိရင်ကိုကျိုးနေတတ်တယ်ကိုနာဘူးတွေကအလိမ်ကိုမဲ့ဖြစ်လာတယ်ကြောက်လန့်တာသိမရှိတယ်မရိမှုတွေတိုးပွားတယ်လုံညိုရေးပိုင်းစိတ်ချရအောင်ကြံစီတယ်တန်စကားနဲ့ကာယမဲတော့ကလို့သိနာထားကြကိုယ်အာကိုမချတဲ့ရဲ့နာမကြောက်ပါနဲ့မိတ်ကလေးရဲ့တန်စကားကိုတော့ခတ်ထားရင်အမြဲတမ်းပဲလုံခြုံနေအာကိုမကလာလေးဝေလာဒီမိုနဲ့မိတ်ကလေးရဲ့တန်စကားမှာတော့ခတ်ထားရင်အမြဲတမ်းပဲလုံခြုံနေစိတ်ကြီးဝင်မသွားနဲ့တော်လေးကိုမပြုံးနဲ့နာကောင်တွေရဲ့ဆောဆာကိုတော့ဒီမပေါ်နဲ့တော့ကိုလဲလဲပြရမယ်အထာမသိရင်ကိုကျိုးနေတတ်တယ်အာကိုမချတဲ့ရဲ့နာမကြောက်ပါနဲ့မိတ်ကလေးရဲ့တန်စကားကိုတော့ခတ်ထားရင်အမြဲတမ်းပဲလုံခြုံနေအာကိုမကလာလေးဝေလာဒီမိုနဲ့မိတ်ကလေးရဲ့တန်စကားမှာတော့ခတ်ထားရင်အမြဲတမ်းပဲလုံခြုံနေစိတ်ကြီးဝင်မသွားနဲ့တော်လေးကိုမပြုံးနဲ့နာကောင်တွေရဲ့ဆောဆာကိုတော့ဒီမပေါ်နဲ့တော့ကိုလဲလဲပြရမယ်အထာမသိရင်ကိုကျိုးနေတတ်